ကဲဒါအင်းလေးရောက်ပြီနော်ဘမောကျွန်တော်တို့ဟလာဒီကထာကြီးကာဗလာအတင်းရလို့အဲ့လိုပြောပါအဲ့ဒါမှဟုတ်တယ်လေဟုတ်ဦးကျော်ပြောတယ်ဦးကျော်ဗီဒီယိုရေးထားပေးရပြောတာပြောဟေးကာဗလာအတင်းရသေးစစ်ရှောင်းပြီးတော့အင်းလေးကိုလာလေနေပါပြီမိသားစုလိုက်အဲ့လိုမျိုးလဲမစုံရတာကြာပြီပေါ့အခုလိုဆုံးပြတဲ့အတွက်လဲဝမ်းသာမိပါတယ်အားလုံးဒီကကိုကျော်နိုင်လင်းတို့မိသားစုလဲကျေးဇူးတင်ပါတယ်လိုက်ပြီးတော့မှတို့အိမ်မှာမနေ့ကလည်းကျွန်တော်ညလာတမင်းစားပါတယ်ဒီနေ့သူလည်းကိုယ်တိုင်လိုက်ပို့ပေးပါတယ်အင်းလေးကိုနော်အားလုံးကျေးဇူးတင်ပါတယ်ဒီကျွန်တော်အင်းလေးဆက်တော့အောင်ကြည့်ပေးကြပါဦးဆက်အားပေးကြပါနော်ကျွန်တော်တို့ကဲဟုတ်ဒီတို့မလို့ဗျာရတယ်ဦးကျော်စိတ်ချရတယ်ဒါနောက်တစ်ခါကျဘူးပြရပါပဲအားလုံးပြောရင်းနဲ့ဒုက္ခဖြစ်သွားလို့စိတ်တိုင်းကြမသွေးတယ်အပြားပဲအပျော်ဆိုတော့လည်းဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးလေချိန်ပြီးဆိုတာကကဲကျွန်တော်တို့အင်းလေးသွားမယ်ဥကျော်လည်းပါကဲကျွန်တော်ဗီဒီယိုရိုက်တာဘမောကတို့မိတ်ဆွေများအားလုံးပေါ့နော်စစ်ရှောင်းလာပြီးမှရှောက်လည်နေကြပါပြီဝမ်းမနေပဲနဲ့ပြောပါပါဝမ်းမနေပြောပါရှောက်လည်ပလိုက်မယ်ရအကိုင်နာရပြီငါကလေးမဟုတ်တာငါဘာကျွေးအောင်လဲကလေးကိုမလေးကိုစားလို့ရပြီကွယ်အပြစ်လိုက်ပါမဟုတ်ဘူးတော့ရပြီဒီပါချီပြီးတော့ကျေကိုဒီလေးဒီမိုင်းဆယ်နိုင်ထွက်ခဲ့တာ6နိုင်ခွဲကားဘေးကပေါက်သွားတော့ကားဘေးပေါက်တော့အဲ့လိုဖြစ်သွားတော့အတက်ထိုင်အော်ဒီလိုထိုင်တော့ကြိုက်တော့ပြီးတော့လက်ကအဲ့မှာမကိုင်းနေဘူးကြာပြတ်သွားပဲတာခိမှာဆိုလို့ဖွဲ့လိုက်ကဲအင်းလေးကိုဒိုးပြီဟုတ်တယ်ရောက်ကောင်းပါစိတ်တန်ရောက်ကောင်းပါနော်
ကိုမောင်းနေကောအောက်စီမကောင်းလေဦးကြောင့်ချီးရသေးရယူဟုတ်တယ်တူလာကိုလာလစ်တယ်ကြာတူလာကိုလာလစ်တယ်ကြာဟဲ့လေကျွန်တော်အဲ့မှာဟွာတွားလာဆက်စုကြည့်လိုက်ပါလေအဲ့ဒါတညကိုတစ်သိန်းထောက်တော့ပြရတစ်သိန်းထောက်တော့လာဟောတယ်ဒီဖားလိုက်တော့အေး